ဒီနိုင်ငံကလူတွေကအရန်ကိုအပြင်းချကြတာတောင်ကြီးတဲ့ချမ်းသာနေကြပါတယ်ဘလောက်တောင်ပြင်းတယ်လဲဆိုရင်အစိုးရကပတ်စံအလကားပေးနေရင်တော့ပြေးလွန်းလို့ဘယ်သူမှပန်ကိုတောင်းမထုတ်ကြပါဘူးဒီတော့တိတ်ကောင်းတဲ့အစိုးရကသူ့နိုင်ငံသားတွေလက်ထက်ပတ်စံနေကြအောင်လင်းနေနဲ့ချစ်ချပေးပါတော့တယ်ထူးဆန်းတာကဒီငွေတွေကိုအရေးတယူလုပ်ပြီးတွားတော့မကောက်ချတဲ့သူတွေကတပုံကြီးပါဒါပေမဲ့ဒီလိုမျိုးလူပြင်းနေများနေတဲ့နိုင်ငံကတိတ်ကိုချမ်းသာပြီးတော့ကမ္ဘာပေါ်မှာဘီယန်အများဆုံးရှိနေတဲ့နိုင်ငံတွေကတစ်ခုဖြစ်နေတာကိုသိပါသလားကျွန်တော်အခုပြောနေတာကတော့ဆွစ်ဇာလန်နိုင်ငံသားတွေအကြောင်းပါစောစောကပြောခဲ့တယ်လို့သူတို့ဒီလိုပြင်းသွားတဲ့နောက်ကွယ်မှာအကြောင်းကားရှိနေပါတယ်သူတို့စီမှာတပတ်မှာ3ရက်ပဲလှုပ်လို့ရင်တော့တစ်လကိုမြေမောင်းငွေ300လောက်ကိုအတားလေးရနေတာပါဒီထဲမှာစုဝင်စားဖို့အကောင်းဆုံးကတော့ပတ်စံဆိုတိတ်ပြီးအဖမလုပ်တယ်ဒီနိုင်ငံသားတွေကဘန်နဲ့ငွေချစ်စနစ်မှာတိတ်ကိုထူးချွန်ကြတာပါဒါကြောင့်ပဲဆွစ်ဇာလန်ကကပအကောင်းဆုံးဒါစနစ်ကိုထူထောင်ထားနိုင်လို့ကမ္ဘာလုံးကဘီလီယံနာမီလီယံနာတွေအပြင်နိုင်ငံတကာအစိုးရတွေကပါသူတို့ပတ်စံမှုတွေကိုစွတ်ပန်နေမှာပဲယုံကြည်ကြည်လာရထားကြတာပါဒီနေရာမှာစုဝင်စားနောက်တစ်ခုကိုကျွန်တော်ထပ်တွေ့ရပြန်ပါတယ်အဲ့ဒါကတော့သူ့နိုင်ငံသားအများစုကတကမ္ဘာလုံးကဝိုင်းယုံနေကြတဲ့အဲ့ဒီဘန်တွေမှာပတ်စံသိမ့်မထားကြပါဘူးအဲ့ဒီအစားသူတို့ကခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတွေစီမှာပဲရင်းနှီးမြှုပ်နှံကြတာပါခုနောက်ပိုင်းဆို crypto လို့ digital ငွေကြေးတွေဘက်ကိုပြောင်းပြီးရင်းနှီးမြှုပ်နှံလာကြပါပြီဘလောက်တောင်များလဲဆိုရင်အနည်းဆုံးနိုင်ငံသားရဲ့15%လောက်က crypto တွေဝယ်ကိုင်ထားကြတာပါဒီဘက်ခေတ်မှာ billion နာ million နာနဲ့ပညာတတ်လူငယ်တွေက cryptocurrency တွေကိုအလားအလာကောင်းတဲ့ရင်းနှီးမြှုပ်နှံမှုတွေလို့အခိုင်အမာယုံကြည်လာကြပါပြီဒီလိုမျိုး crypto တွေကိုဝယ်စီုံတွေမကပဲအလကရှာနိုင်တဲ့ဒီလန်တွေလည်းရှိရဆိုတာကိုသိပါသလားအဲ့ဒါကတော့ Binance ကသူတို့ရဲ့ user တွေကို BNB coin ကင်ထားလို့ရှိရင် crypto coin တွေကိုအလကားထုတ်ပေးတာမျိုးရှိတတ်လို့ပါအဲ့ဒါကိုတော့ airdrop ပေးရလို့ကြပါတယ် Binance က airdrop ပေးရ project တွေကတခုကတော့ Binance Holder airdrop ပါပြီးခဲ့တဲ့ရှပိုင်လီအတွင်းမှာပဲဒီ project ကနေ airdrop နှစ်ခုတောင်ချပေးခဲ့ပါသေးတယ်နောက်ဆုံးချပေးခဲ့တဲ့ airdrop ကတော့400ပါဒီကနေရတဲ့ crypto တွေကို user တွေကရောင်းထုတ်ရင်လည်းအငြင်းကြသလိုရှိရှိအတွက်စက်ကင်နာခြင်းလည်းရပါတယ်ဒီလိုမျိုးပတ်စံလကားရဖို့အတွက်လောရမှာကတိတ်ကိုလွယ်ကူပါတယ် Binance app က symbol N ဆိုတဲ့ feature ထဲမှာ Binance ရဲ့ BNB coin တွေကိုထည့်ထားအောင်ပါပဲ Binance ဘက်ကသတ်မှတ်ထားတဲ့အချိန်တွင်ထည့်ထားမိလိုက်မှရမယ်ဆိုတာတော့တတိထားဖို့လိုပါမယ်ဒီလိုမျိုး crypto တွေကိုထည့်ထားပြီးပတ်စံရှာတာကကျွန်တော်တို့တာမန်ဘန်တွေမှာပတ်စံထည့်ပြီးဘန်တို့ယူရနဲ့ဆင်းသူပါတယ်ဒါပေမဲ့ဒိုင်းနေထက်လည်းအတွန်းလုံးပုံများသလိုလုံခြုံရေးရရောပိုကောင်းနေလို့ပါပြီးတော့ Binance account မရှိသေးလို့ account ဖွင့်ထားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ပေးထားတဲ့ referral code သုံးပြီးတော့ account တွန်းဖွင့်တဲ့သူတိုင်းအတွက်အထူးလက်ဆောင်တွေရှိပါတယ်အဲ့ဒါကတော့ကျွန်တော် referral code နဲ့ Binance မှာ account တွန်းဖွင့်တဲ့ဘယ်သူမဆို trading fee 20% discount ရမှာပါဒီတော့ရေရှည်မှာအများကြီးအကျိုးရှိရမလို့လုံးဝလက်လွတ်မခံသင့်တဲ့အခွင့်အရေးပဲဖြစ်ပါတယ်